ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေဒီတစ်ဖက်ကလာကဘလို့ကန်တရားလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့တနင်္ဂနွေသားသမီးတွေကိုငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးအရင်ဟောပေးခြင်းတယ်ဗျာနော်ဒီတစ်ဖက်ကလာမှာငွေကြေးကန်ကလက်ပိတ်စရာတော့ဘာအကြောင်းမှမရှိဘူးပေါ့လေသူကလက်လာပါတွေပေါ်များပြီးပတ်စံဝင်တဲ့ဂိမ်းပါတယ်လို့ခေါ်တယ်ဟိုခက်တာကရလိုက်ကုန်လိုက်တွေဖြစ်ပြီးတော့ပေါ့နော်ကုန်ကြစရာလေးတွေကလည်းအဲ့လိုစီဝေါက်ရှာပြီးတော့ပြန်ကုန်တာမျိုးလေးတွေတော့ဖြစ်တတ်တယ်အဲ့တော့ပတ်စံကဝင်တယ်မမြဲဘူးဝင်လိုက်ထွက်လိုက်လေးတွေဖြစ်တဲ့ဂိမ်းပါတယ်ရှစ်ပုံရှစ်ကန်ကြီးမားတဲ့သူတွေဆိုဒီလိုကာလမှာမြေတွေပါတယ်ဝင်နိုင်တဲ့အနေအထားရှိတာအမွေနစ်တွေပါတယ်ရတာဖုန်းအသစ်တွေရတာတို့စက်ပစ္စည်းအသစ်တွေရတာတို့ဆိုင်ငယ်အသစ်တို့ဒါမျိုးတွေဖြစ်တဲ့ဂိမ်းပါတယ်ဒီချက်တွေဆိုရင်တော့မှအလုပ်တစ်ခုစတင်အကောင့်တွေဖော်တာမျိုးလေးတွေဖြစ်တတ်တယ်ပြီးတော့ဒီကာလမှာပြည်တွင်းပြည်ပခီးသွားတဲ့ဂိမ်းပါတယ်အလုပ်ကိစ္စနဲ့ခီးသွားတဲ့ဂိမ်းပါတယ်သွားတော့အကျိုးရှိတဲ့ခီးဖြစ်လိမ့်မယ်ဗျာနော်အထူးသဖြင့်တော့ဒီကာလမှာမြောက်ရက်ကိုခီးသွားတာများတဲ့ဂိမ်းရှိပါတယ်ဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးတော့အကြောင်းလျှောက်ထားတဲ့သူတွေပညာသွားတင်မဲ့သူတွေအတွက်ဒီကာလမှာတော်တော်လေးကောင်းတယ်စောင်းဝဲဖြေထားတဲ့သူတွေယာရုတိုးဖြေထားတဲ့သူတွေဆိုရင်ဒီကာလမှာယာရုတိုးတဲ့ဆိုတဲ့သတင်းစကားပေါ့နော်ကြုံကကြားတဲ့ဂိမ်းပါတယ်အင်တာဗျူးဖြေထားတဲ့သူတွေဆိုလည်းဒီကာလမှာအင်တာဗျူးအောင်ပြီဆိုတဲ့သတင်းစကားတွေကြားတဲ့ဂိမ်းပါတော့ဝမ်းသာဖို့ကောင်းတယ်အလုံးနဲ့ပတ်သက်လို့ရှိရင်ဝန်ထမ်းနေတာဖြစ်ခဲ့မဲ့ဆိုရင်သူကယာရုတိုးအပြောင်းအရွှေ့ကြုံရတတ်တယ်တချို့တွေမှာလက်ရှိလုပ်တဲ့အလုပ်ကတော့အဆင်ပြေပါရဲ့သို့တော့လုပ်ဖို့ကင်ဘက်အချင်းချင်းမနလိုတိုက်ခိုက်မှုလေးတွေကတော့တေချာပေါက်ကြုံရတတ်တယ်အဲ့လိုကြုံတဲ့ခါမှာလက်ရှိလုပ်တွေမလုပ်ချင်တော့တာတို့လက်ရှိနေတဲ့နေရာမှာမနေချင်တော့တာတို့ပြောင်းချင်ရွှေ့ချင်တဲ့စိတ်လေးတွေပေါ်လာတတ်တယ်အဲ့တော့ပြောင်းရင်ကောင်းလားမင်းကောင်းတယ်ဗျအပြောင်းပြောင်းပါပိုကောင်းတဲ့နေရာတစ်ခုရောက်သွားလိမ့်မယ်တခုရှိတာကဝန်ထမ်းပေါ့နော်အစိုးရဝန်ထမ်းဖြစ်စေပုဂ္ဂလိကဝန်ထမ်းဖြစ်စေကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့သူဖြစ်စေဒီကလာမှာပြဿနာတွေတစ်ခုကြုံရတတ်တယ်အဲ့ဒါကဘာလဲဆိုတော့ကိုယ်တိုင်ဓာတ်ရိုက်အားဖြစ်ပေါ့နော်မင်းအစိုးရနဲ့ပတ်သက်တဲ့ကိစ္စတွေညှိဆုံးပြီးအမှုကင်းတွေပါပြဿနာဖြစ်တာမျိုးဖြစ်စေတချို့ကကြတော့စစ်ပွဲတွေကြောင့်နိုင်ငံတကာစစ်ပွဲတွေကြောင့်ဖြစ်စေပြည်တွင်းစစ်ပွဲတွေကြောင့်ဖြစ်စေကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေရက်ဆိုင်သွားတာထိခိုက်သွားတာနော်ရည်ရွယ်ထားသလိုမျိုးဖြစ်မလာဘဲနဲ့ပြတ်သွားတာစသည်အဖြစ်ပေါ့နော်တချို့ကတော့မင်းအစိုးရရဲ့ထုတ်ထားတဲ့စီမင်းစည်းကမ်းဥပဒေတွေကြောင့်ဖြစ်စေကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေရည်ရွယ်ထားတဲ့ဟာလေးတွေထင်ငေါ်သွားတာကြံ့ညာသွားတာပျက်စီးဆုံးရှုံးသွားတာမျိုးတော့ဖြစ်တတ်တယ်တနည်းအားဖြင့်မင်းအစိုးရတွေကိုအကြောင်းပြုပြီးတော့ဒီစစ်မှတ်ရေးတွေကိုအကြောင်းပြုပြီးပြဿနာဖြစ်တတ်တဲ့နှစ်ထပ်မှာပါတယ်အဲ့ဒီမှာတချို့တနင်္ဂနွေသားချင်းတူတော့လည်းပဲတခြားညံ့တဲ့သူလေးတွေဆိုရင်တော့ကိုယ်တိုင်တိုက်ရိုက်ပေါ့နော်အမှုကင်းကြုံရတာတို့အဖမ်းဆီးအစစ်ဆေးအမင်းများခံရတာတို့တော့ဖြစ်တဲ့ဂိမ်းပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကမှန်တယ်ဆိုတော့တခြားပေါက်လွတ်မြောက်ပြီးမားတယ်ဆိုတော့တခြားပေါက်အပြစ်ဒဏ်ခံရတဲ့ဂိမ်းပါတယ်တချို့ဒီအမှုကင်းတွေရင်ဆိုင်နေရတာကြားပြီးအချုပ်ကျနေတဲ့သူတွေဆိုရင်တော့ဒီကာလမှာပြန်ပြီးလွတ်မြောက်ပြီးဆိုတဲ့သတင်းစကားကြုံရကြားတဲ့ဂိမ်းတွေမှာပါတော့တော်တော်လေးတော့ဝမ်းသာဖို့ကောင်းတယ်ဗျာနော်အဲ့တော့ဒီကာလဒီယောဂဝဲဝင်တဲ့သူတွေဆိုရင်လည်းသူကအောင်နိုင်တယ်ဆိုတဲ့ဂိမ်းတွေမှာပါတယ်ယာရုကြီးတာစစ်ဘက်ဆိုင်ရာဖြစ်စေဒီအကြဖက်ဆိုင်ရာဖြစ်စေယာရုကြီးမားတာဝန်ထမ်းဆောင်ရတာမျိုးတွေဖြစ်တဲ့ဂိမ်းတနင်္ဂနွေသားသမီးတွေမှာပါတာဖြစ်တဲ့အတွက်ဒီတစ်ပတ်ကာလကတော့အမရန်ဝမ်းသာဖို့ကောင်းတယ်အဲ့တော့ကိုပိုင်စီးပွားရေးတစ်ခုစတဲ့အကောင့်နဲ့ဖော်မယ်ဆိုလည်းလောက်ပါတဦးတယောက်နဲ့လုပ်တဲ့ဂိမ်းထက်ဆိုင်ပေါ့လေစုပေါင်းဆက်ပေါင်းစက်တူရှယ်ယာတွေလုပ်ရင်ပို့ပြီးတော့အကျိုးပေးတတ်တယ်နော်အဲ့တော့တခုခုလုပ်မယ်ကြိုင်မယ်ဆိုရင်အိမ်တော်ရှိတဲ့သူတွေဆိုရင်ကိုယ့်အမျိုးသမီးတွေစီမှာအကြံဉာဏ်ဖြစ်စေကိုယ့်ရဲ့မိခင်တွေဖြစ်စေအထက်လူကြီးမိန်းမတွေဖြစ်စေပေါ့နော်အဲ့အမျိုးသမီးတွေစီမှာအကူအညီကောင်းရတတ်တဲ့ဂိမ်းပါတာဖြစ်တဲ့အတွက်သူတို့စီမှာအကြံဉာဏ်အကူအညီတောင်းမယ်ပြီးတော့မိတ်ဆွေတွေအချင်းချင်းအကူအညီတောင်းမယ်သူတို့ရဲ့အကူအညီထောက်ပံ့မှုတွေပြည့်ဝရတဲ့ဂိမ်းပါတာတွေ့ရတဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်တခုထပ်ပြီးမှကျင်တယ်မင်းဆိုရတဲ့ပတ်သက်တဲ့ကိစ္စတွေညှိဆုံးတတ်တယ်တချို့ကတော့ဓာတ်ရိုက်မဖြစ်ဘူးကိုယ့်ရဲ့အောက်လက်ငယ်သားတွေညှိတဲ့အခါမှာကိုပါသွားတာတချို့ကတော့တာသမီစုမျိုးညီကိုမောင်နှမတွေကနေတွားညှိတဲ့အခါကိုကလိုက်ပါဖြစ်ရင်ဆောင်ရွက်ရတယ်ဆိုတာဒီလိုကိစ္စမျိုးပါတယ်အဲ့ဒီချက်ကတော့မကောင်းသတိထားပါကိုယ်တိုင်ဓာတ်ရိုက်မဖြစ်ပါစေနဲ့ပေါ့နော်ပြီးတော့ရေနဲ့ပတ်သက်တဲ့ခီးလန်းလေးသွားလာတဲ့သူတွေသတိထားမယ်တချို့ကမ်းခြေပင်လယ်ကမ်းစက်တွေဘာတွေမှာအလဲပတ်သွားတယ်ဥပမာချောင်းသားငူဆောင်ပါညာပေါ့နော်အဲ့ဒီမှာပင်လယ်သားတွေစားပြီးတော့ရုတ်တရက်ဝမ်းပြက်ဝမ်းလျှောအထက်လောင်အောက်လျှောပုံစံနော်ဝမ်းမနဲ့ပတ်သက်တဲ့ယောဂလေးဖြစ်တဲ့ဂိမ်းပါတယ်ဒါအပြင်အလုပ်တွေပါလောက်ကင်တဲ့အခါမှာဖြစ်စေသူကရိုးတနာအဲ့ဝမ်းဖိုက်တွေဘာတွေနဲ့ပတ်သက်ပြီးဖြစ်တဲ့အပြင်ထိပြီးခိုင်းမိတာမျိုးလေးတွေကြုံရတဲ့ဂိမ်းရှိတယ်ပေါ့နော်တယောက်ကန်မှာကျွန်တော်မတူဘူးသူက accident လေးဖြစ်တဲ့ဂိမ်းပါတယ်ခါးတွေလက်တွေခြေထောက်တွေမှာထိမိခိုင်းမိတာလေးတွေဖြစ်တဲ့ဂယူးဆိုင်ပေးပါတချို့ကျမ်းမာကြီးမှာတော့နည်းနည်းလေးဂယူးဆိုင်ကမယ်အဲ့ထိမိခိုင်းမိတဲ့ပြင်တချို့လေးတွေဆိုအမျိုးသမီးဖြစ်စေအမျိုးသားဖြစ်စေပေါ့နော်ခန္ဓာကိုယ်မှာအလုံးကျိတ်ကင်ဆာလိုဟာမျိုးလေးတွေဖြစ်ပေါ်တဲ့ဂိမ်းပေါ်တာဖြစ်တဲ့တော့အထူးသတိထားမယ်အထူးသဖြင့်အမျိုးသမီးတွေကိုပိုစိတ်ပူတယ်လယ်ဘင်းတို့ရင်သားတို့အသက်အိမ်တို့မှာသူကအလုံးကျိတ်ပေါ်တဲ့ဂိမ်းမျိုးတွေမှာဒီလိုဟာမျိုးမှာလာတယ်သို့တော့အဲ့လိုဖြစ်ခဲ့ရင်တော့မှဒီကာလမှာဆရာကောင်းသမားကောင်းနဲ့စုံပြီးတော့စေကောင်းဝါကောင်းတိုးတဲ့ဂိမ်းပါတာဟုတ်အဲ့တော့အစေအုံစင်းကနေပြတဲ့ခါမှာကြာလာရိသားသမီးဆရာဝန်နဲ့ပြရင်အနာနဲ့စင်းနဲ့တိုးပြီးတော့အမြန်ဆုံးတက်တာပျောက်ကင်းလိမ့်မယ်ဆွေမျိုးသားချင်းကနေကိုယ်လုံးဆုံးမသွားတဲ့နိုင်သတင်းစကားလေးတွေကြုံရကြားရတာမျိုးလေးတွေဒီလိုအရက်ပိုင်းမှာဖြစ်တယ်ဖြစ်နိုင်တော့နိုင်တွေဘာတွေမသွားဘဲနေပိုကောင်းတယ်မဖြစ်မနေသွားခဲ့ရင်တော့မှပြန်လာရင်တော့တော်တော်ကွန်မှုတွေဘာတွေနဲ့ကောင်းလျှော်ပလိုက်ပေါ့နော်အိမ်ုံနိုင်ဖိတ်တာတွေဘာတွေရောက်လို့ရှိရင်ခိုက်တယ်လို့ခေါ်တယ်ရွှေတွေဘာတွေအဝင်မတော်ဘူးရွှေဝင်လို့ရှိရင်လူပြန်ထွက်သွားတာမျိုးလေးတွေဖြစ်တဲ့ဂိမ်းပါတယ်
တချို့အလုပ်ရှင်လေးတွေဆိုအလုပ်သမားလေးတွေမမြဲတဲ့ဆိုတဲ့သဘောလေးတွေကြုံရတဲ့ဂိမ်းရှိတယ်ဗျာနော်အဲ့တော့ရွှေတွေဘာတွေတော့မလုံနဲ့စိတ်နဲ့ပစ္စည်းတွေစက်ပစ္စည်းတွေဝင်တဲ့ဂိမ်းပါတယ်ဝင်လဲအဝင်တော်တာဖြစ်တယ်ဒါကတော့ဝယ်ပေါ့အခြေအိမ်အောင်နဲ့ပတ်သက်လို့ရှိရင်တော့တန်တာပွင့်တဲ့ဂိမ်းတနင်္ဂနွေသားသမီးတွေစီမှာတွေ့ရတယ်အညာပြတ်သွားခဲ့တဲ့ရီလာဟောင်းတွေချစ်သူဘဟောင်းတွေကပြန်ပြီးဆက်သွယ်တာကမ်းလန်းတာမားလာရှင်တောင်းပန်ပါတယ်ပါညာပေါ့နော်ပြန်လက်ခံဖို့လာကမ်းလန်းတာမျိုးလေးတွေဖြစ်တဲ့အပြင်ထပ်ပြီးကိုချစ်တဲ့ခင်တဲ့သူလေးတွေအစ်စ်လည်းထည့်ရတတ်တယ်တချို့လေးတွေဆိုရင်ချစ်တဲ့ခင်တဲ့သူအစ်စ်ရကမှအဟောင်းကပြန်ပတ်သက်တယ်တောင်းစင်းအကြမ်းလည်းရှိတော့ပြန်ပြီးတော့လည်းပတ်သက်ချင်တယ်ဒီမှာလည်းရှိပြီးသားဖြစ်တော့ဗျာများတတ်တဲ့ဂိမ်းရှိတယ်တချို့ကတော့ကိုယ်တိုင်တိုင်းရတော့မဖြစ်ဘူးလေကိုချစ်သူအိမ်တော်ဘကသူ့ရီသားဟောင်းအိမ်တော်ဘဟောင်းကိုလာပြန်ဒုက္ခပေးတဲ့ခါမှာအိမ်နောက်ကိုပြန်ပါသွားတာမျိုးလေးတွေဖြစ်တော့ဂိမ်းဆိုင်ပေါ့ချစ်သူအိမ်တော်ဘကတနင်္ဂနွေတို့တောက်ကြတို့ဆိုတော့ကိုစီကထွက်သွားတာမျိုးလေးတွေဖြစ်တတ်တယ်ဗုဒ္ဓခုတို့စနေတို့တနင်္လာတို့ဆိုတော့ပြဿနာဖြစ်ခဲ့ရင်တော့မထွက်ဘူးဒုက္ခတော့ပေးမယ်ချစ်သူအိမ်တော်ဘက်ကအင်္ဂါတို့ကြာလာပြီဆိုတော့အရန်ကောင်းတယ်သူတို့စီရဲ့အကူအညီအကြံဉာဏ်အပြည့်အဝရရှိတတ်တဲ့ဂိမ်းတို့ခေါ်တယ်အဲ့တော့ဧပြီလ9ရက်9ရက်10ရက်17ရက်အဲ့ရက်တွေကတော့အမရန်ကန်ကောင်းတဲ့ရက်ထဲမှာပါတယ်ယာရုတို့တွေလက်ရှိအနေထားတဆင့်မြင့်သွားတာမျိုးတွေအမွေနှစ်တရားတွေရတာမျိုးတွေအစားဖြစ်တတ်တဲ့ဂိမ်းပါတယ်ကိုယ့်ရဲ့တကူဩဇာအာဏာကြီးမားတဲ့ဆိုတဲ့ကာလတွေမှာပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့အခမ်းအနားတွေမင်္ဂလာနဲ့ပတ်သက်တဲ့မင်္ဂလာရှိတဲ့လုပ်ငန်းဆောင်တာတွေကိုကိုယ်တိုင်ကိုယ်ကြပါဝင်ဆောင်ရွက်ရတဲ့ဂိမ်းတွေရှိတယ်အလုံးမရှိတဲ့သူတွေအဲ့ရပိုင်းမှာအလုံးရတာအလုံးရှိပြီးသားသူတွေကလာတာတိုးချင်းယာရုတိုးချင်းဆိုတာမျိုးတွေကြုံရကြားတာတွေအစားဖြစ်တတ်တယ်နော်ဝမ်းသာဖို့ကောင်းတာပေါ့အဲ့တော့အရေးကြီးတဲ့ဆိုရင်အဲ့ရပိုင်းတွေကိုအဓိကထားပြီးလုပ်မယ်ဧပြီ6 9 10အဲ့ကြမှာတော့အညံ့လေးတွေရှိတယ်ဂယူဆိုင်မယ်လူရင်းလူရောနောက်ကြောဒါနဲ့ထိုးတာအောက်လက်ငယ်သားလေးတွေစန့်ကျင်တော်လာတာလေးတွေဖြစ်တတ်တယ်ဆွေမျိုးကြီးကမတော်မမိဘတွေကိုအကြောင်းပြုပြီးတော့ငွေကုန်ချေးချများတာဖြစ်စေစိတ်ပင်ပန်းလူပင်ပန်းပြဿနာလေးတွေကြုံရတာမျိုးဖြစ်စေဖြစ်တတ်တယ်အရေးကြီးတာသွားလာလှုပ်ရှားတဲ့အခါမှာအဖမ်းဆီးအစစ်စစ်အမင်းများခံရတာမျိုးလေးတွေအမှုကင်းရင်ဆိုင်ရတာမျိုးဖြစ်တဲ့ဂိမ်းပါတော့သတိထားပေါ့နော်အဲ့တော့ဒီတစ်ပတ်ကာလမှာကံတရားရဲ့ထောက်ပံ့မှုအပြည့်အဝရကျင်တယ်ဆိုရင်အဖြူရောင်အဝါရောင်အဖြော့အစိမ်းနှုတ်ရောင်လေးတွေအပြာနှုတ်ရောင်လေးတွေကိုတမျိုးမရတမျိုးပေါ့နော်အဲ့ဒါလေးတွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးရမယ်ဒါအပြင်ဘရောက်ပန်းတို့ဘရောက်ညွန့်တို့မေမြို့ပန်းရောင်စုံတို့ပိန်ပန်းတို့ဒါမျိုးတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖျားမှာဖျားပန်းကတာဖြစ်စေနေအဲ့ကနေမှအလှပေါင်းထိုးတဲ့နေရာဖြစ်စေပြုတ်လို့သုံးဆွဲပေးရမယ်အဲ့တော့ညံ့တဲ့ကံလေးတွေပျောက်သွားပြီးကောင်းတဲ့ကံလေးတွေကပို့ပြီးကောင်းတဲ့ကောင်းအောင်ရရအနေနဲ့ဘာလုပ်ကြမလဲတဲ့ဖျားဖို့ခရီးလေးတစ်ခုလောက်ထွက်စေခြင်းနဲ့တက်နိုင်တဲ့သူတွေကတော့နည်းနည်းဝေးလန်လန်ထွက်ပေါ့ဗျာမတက်နိုင်တဲ့သူတွေကတော့နီးစပ်ရဖျားတစုသွားစေခြင်းနဲ့ဖြစ်နိုင်ခဲ့ရင်လောကြာသပရိနာနဲ့စတဲ့ဖျားစီဒီပထိုးတွေကိုတွားရောက်ဖူးမြော်တာလေးတွေဆိုရင်ပို့ပြီးတော့တင့်လျော်တယ်လို့အကြံပေးခြင်းနဲ့ပေါ့နော်အဲ့ဒါဖျားဖူးပြအောင်ဖူးလိုက်ပါအဲ့လိုဖျားဖူးသွားပြီးနောက်ပိုင်းစီပွားလက်လက်ပိုင်းရုပ်တရက်လက်ပွင့်ပြီးတော်တော်လေးကောင်းပါမယ်အဲ့တဲ့အခါအဲ့ရလေးရွှေ့ပေးပါကိုကအခန်းထဲမှာအဲ့တဲ့ဆိုအခန်းပြင်ထွက်အိပ်ပေါ့တချို့ကအဆောင်တွေမှာနေရတယ်ကျင်းနဲ့ကြက်တယ်ဆိုခဲ့ရင်တော့မှတထွာပဲရတထောင်ပဲရရွှေ့အိပ်ပလိုက်ပါယနေ့ကစပြီးတော့ဘဂဝါဆိုတဲ့ဂုံတော်လေးကိုမနက်မိုးလင်းဖျားရှိခိုးပြီးဘာအစားမှမစားခင်မှာတထောင်ပြအောင်ရုပ်ဖက်တဲ့ဆယ်ပြီနော်စီပွားလက်လာပါယာရုဂုံရှင်တွေဧကမုတ်ချတိုးတက်လာပါလိမ့်မယ်တနေ့ကိုနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါတယ်